sunscreen လိမ့်ရမှာတတိထားမှာကမျက်နှာပေါ်မှာတစ်ခါတည်းဒီလိုမျိုးအများကြီးကိုယူပြီးတော့တစ်ခါတည်း apply မလုပ်ပဲနဲ့ layer slide လေးစီဖြည်းဖြည်းချင်းနည်းနည်းချင်းစီယူပြီးမှ apply လုပ်တာကမျက်နှာရဲ့ absorb မလုပ်နိုင်ပဲနဲ့ဒီထူထူပိတ်ပိတ်ဖြစ်သွားမဲ့ဒီအခက်အခဲမျိုးကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဒီလိုအရန်ကိုပူပြင်းတဲ့ရာသီဥတုမှာအပြင်သွားတာပဲဖြစ်အိမ်မှာနေရပဲဖြစ် sunscreen ကိုလိမ့်ဖို့လုံးဝမမိသင့်ဘူးပေါ့နော် sunscreen ကခွန်ကြီးတို့နေ့တိုင်းဝတ်နေတဲ့အဝတ်စားလိုမျိုးပဲမဖြစ်မနေအမြဲလိမ့်ဖို့လိုအပ်တယ်ဒါပေမဲ့ဒီလိုဆိုရင် sunscreen ကိုဒီလိုပူတဲ့ရာသီဥတုမှာပူရတဲ့အထက်စီးကက်ကက်ဖြစ်နေတာမလိမ့်ချင်ဘူးဒါဆိုရင်ကိုနဲ့ကိုက်ညီတဲ့ sunscreen ဘယ်လိုရွေးမလဲဆိုတာကိုခွန်ကြီးကဒီဗီဒီယိုမှာပြပြသွားချင်ပါတယ် review ပေးပူတယ်ခွန်ကြီးလက်ရှိသုံးနေတဲ့ဒီ sunscreen လေးပေါ့နော်ဒါလေးပါ sunscreen ကြောင့်ပြောမယ်ဆိုရင် sunscreen မျိုးစားလေးရနေစပြီးပြောရမှာပေါ့နော် sunscreen မျိုးစားကဒီရေဘူးရအဖြစ်3မျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ3မျိုးကကျတော့ basis ပေါ့နော်သူ့ရဲ့တခြားဒီ SPF ပါဝင်နှုန်းတွေရယ်ပြီးတော့ water resistant ဖြစ်တာရယ်အဲ့မှာမူတည်ပြီးတော့varieties တွေအများကြီးထပ်ခွဲသွားလိမ့်မယ်ပေါ့နော်သူ့ရဲ့မျိုးစားကိုမူတည်ဒါပေမဲ့ main အဖြစ်3ခုရှိရယ် physical sunscreen chemical sunscreen နဲ့ဒီ hybrid sunscreen ဆိုပြီးတော့3မျိုးရှိတယ်ပေါ့နော် sunscreen chemical sunscreen ဘယ်လိုမျိုးခွဲမလဲဆိုရင် physical sunscreen ကများသောအားဖြင့်ခွန်မျိုးပါဝင်ပစ္စည်းအနေနဲ့ကဒီ titanium dioxide zinc oxide စတဲ့ ingredients တွေပါဝင်နေဆိုရင် physical sunscreen ဖြစ်ပါတယ် chemical sunscreen မှာကျတော့ဒီ ovobenzone oxybenzone စတဲ့ ingredients တွေပါတယ်ဆိုရင်တော့ chemical sunscreen ဖြစ်ပါတယ်နှစ်ခုရဲ့အလုံးဆောင်ပုံကကြတော့physical sunscreen တွေဒီမျက်နှာပေါ်မှာလိမ့်လိုက်တဲ့အခါမှာဒီမျက်နှာပေါ်မှာရှိနေပြီးတော့ဒီကြားရောက်လာတဲ့ဒီနေအောင်ခြည်ဒီ rays တွေကို reflection သဘောမျိုးနဲ့သူကပြန်ပြီးတော့ကာကွယ်ပေးတာဖြစ်ပါတယ် chemical sunscreen ကကြတော့လိမ့်လိုက်တဲ့အခါမှာမျက်နှာသားရည်နဲ့စိတ်ဝင်သွားပြီးတော့ဒီကြားရောက်လာတဲ့ UV rays တွေကိုသူက absorb လုပ်တယ် absorb လုပ်ပြီးတော့ heat အနေနဲ့ပြန်ထုတ်ပေးတာဖြစ်ပါတယ်ဒီ hybrid sunscreen ကကြတော့ဒီလောက်ဆောင်မှုနှစ်ခုလုံးကို combine လုပ်ထားတဲ့ပေါင်းစပ်ထားတဲ့သဘောတရားဖြစ်ပါတယ်သူ့ရဲ့အားသာချက်အားနည်းချက်ပိုင်းပြောမယ်ဆိုရင် physical sunscreen တွေကကြတော့ဒီသူ့ရဲ့ texture ဘိုင်းမှာ chemical sunscreen တွေထပ်ပို့ပြီးတော့နည်းနည်းလေး texture ပို thick ဖြစ်တယ်နည်းပိုထူတယ်လို့ခံစားရပေမဲ့ဒါပေမဲ့ဒီကိုက sensitive ဖြစ်တဲ့ skin type တွေbreakout တွေအရင်ဖြစ်တဲ့သူတွေဆိုရင်တော့ဒီ physical sunscreen ကပို့ပြီးတော့ကိုက်ညီတယ်ပေါ့နော်အဲ့တော့ကိုကအရင် sensitive ဖြစ်တဲ့ skin type တွေ breakout တွေဖြစ်နေမယ်ဒီလိုမျိုးအသားရည်တွက်တွေဆိုရင်လည်းကျွန်တော်တို့က physical sunscreen ကိုပို့ပြီး recommend ပေးတယ်ပေါ့နားရတဲ့ဒီ sunscreen က physical sunscreen တနည်းအားဖြင့် clinical sunscreen ဖြစ်ပြီးတော့သူ့မှာကျတော့ oxide ပြီးတော့ zinc oxide တွေအပြင်သူက grapes ရဲ့ fruit cell extract တွေပါဝင်တဲ့အတွက်ကြောင့်ခွန်ညို UV ray တွေ UVB UVA rays တွေအကုန်လုံးကိုလည်းသူကကာကွယ်နိုင်တာဖြစ်ပါတယ်ခွန်ညိုဆိုရင်ဒီ sunscreen ကိုသုံးနေတာအခုဆိုဒါနှစ်ပူးမြောက်ဖြစ်သွားပြီနပူးမြောက်ပြောပါပြီအရန်ကိုအဆင်ပြေတယ်နောက်ပြီးတော့အခုလိုမျိုးအရန်ပူတဲ့ရာသီဥတုမှာဆိုရင်သူကလိမ့်လိုက်တဲ့ခါမှာအေးအေးလေးနဲ့စိတ်ဝင်သွားတာဖြစ်တဲ့အတွက်အရန်အဆင်ပြေတယ်ထူပူပြီးတော့ sunscreen လုံးဝမှကြောက်နေတဲ့ကိစ္စလုံးဝမရှိတော့ဘူးဒီမှာဆိုရင်ခွန်ညိုကသူ့ရဲ့ဒီ sunscreen ကိုခွန်ညိုဒီမှာနှစ်ချောင်းရင်လုပ်ပြီးတော့မျက်နှာမှာလိမ့်လိုက်မယ်ပေါ့နော်သူ့ရဲ့ sunscreen ကလေသူ physical sunscreen ဖြစ်ပြီးမဲ့သူ့ရဲ့နီးပညာနီးရတက်ပြီး upgrade လုပ်ထားဖြစ်တဲ့အတွက်ကြောင့်လိမ့်လိုက်တဲ့အခါမှာအရင်ထူထူပဲပိတ်မဖြစ်ဘူးပြီးတော့ aloe vera ပါတဲ့အတွက်ကြောင့်ဒီအေးအေးလေးနဲ့လိမ့်ရတာကောင်းတယ်ပေါ့နော်ဒီမှာဆိုရင်ခွန်ညိုကူလိမ့်ပြတဲ့အတိုင်းလုံးဝကို layers တစ်ထပ်အနေနဲ့မကြမ်းခဲ့ဘူးတခါတည်းစိတ်ဝင်သွားတယ်နောက်ပြီးတော့သူကကြတော့ဒီ skin ကိုလုံးဝ moisture အပြည့်ပေးတဲ့အတွက်ကြောင့်ခွန်ညိုတို့ဒီတခြားဒီအပေါ်ကဒီ makeup လိမ့်တဲ့အခါမှာလည်းလုံးဝကြွကြွလေးနဲ့ makeup look ကိုလာနေစေတယ်။သူက upgrade နည်းပညာတွေနဲ့ထုတ်ထားဖြစ်တဲ့အတွက်ကြောင့်ခွန်ညိုတို့ဒီ makeup လိမ့်တဲ့အခါမှာလည်းသူ့ရဲ့အစီနဲ့ကွက်တာပြန်တာမရှိဘူးပေါ့နော်။နေပြီးတဲ့အခါမှာဆိုရင်လည်း skin လေးကအေးလေးနဲ့ဆူဆူတင်းတင်းလေးဖြစ်နေတာတွေ့ရပါတယ်။နာတာကအဲ့လိုဘူးလေးတွေဘူးအပြင်ဒီလိုအထုပ်လေးတွေလည်းလာတဲ့အတွက်ကြောင့်ကိုကစမ်းသုံးကြည့်ချင်တယ်ဆိုရင်ဒီလိုအထုပ်သေးလေးတွေကိုအရင်စမ်းပြီးတော့ try ကြည့်လို့လည်းရတယ်အိမ်ဆောင်နေနဲ့တည်သွားလို့လည်းရတယ်အဲ့တော့ခွန်ညိုကအခုဒီဗီဒီယိုလေးမှာဒီ sunscreen လေးရဲ့အလုပ်လုပ်ပုံ
sunscreen မျိုးစားတွေနဲ့ဘယ်လို sunscreen မျိုးသုံးအောင်မလဲဆိုတာကိုပြပြသွားပြီးတော့ခွန်ညကြိုက်တဲ့ဒီခွန်ညသုံးနေတဲ့ဒီ brand တွေအကြောင်းကိုခွန်ည review ပြပြသွားဖြစ်ပါတယ်ဒီလိုဆိုရင်ခွန်ညကနွေရာသီမှာ sunscreen ရွေးရင်းနဲ့ခေါင်းချောက်နေတဲ့အမတွေညီမလေးတို့ကဒီ Nara sunscreen တွေကို review ပေးရင်းနဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးပါ